ခွန်နဲ့ပေါင်းဆက်ချတစ်နဲ့ပေါင်း9နဲ့ပေါင်းတစ်ဒါဆိုရင်အဲ့ဒီမှာတစ်ချင်းညီညချက်ဖြစ်သွားပြီဒါဆိုရင်ဒါအလုတ်လုတ်တာလားပေါ့ယူဆလို့ရသွားပြီအဲ့လိုအလုတ်လုတ်တာဆိုရင်အလုတ်လုတ်တယ်လို့ဆိုရင်အဲ့ဒါကအလုတ်လုတ်တာဆိုလို့ရှိရင်ဒီမှာကြည့်မယ်၄ဘိတ်ဒီမှာ6ထိပ်4နဲ့9နဲ့ပေါင်းတော့3တစ်ဖြစ်ချင်းအတွက်တစ်ဖြစ်အောင်လုပ်ပေးမယ်ဆိုရင်နောက်မှာ8ထည့်မယ်အဲ့တော့988ဆိုတဲ့တစ်ပေါက်ရတယ်နော်988ဆိုတဲ့တစ်ပေါက်ထွက်သွားပြီဒါဆိုရင်ဒီ388ဝမ်းချိန်ကြိုက်သွားပြီပေါ့6ထိပ်နဲ့388ဆိုတဲ့ဝမ်းချိန်နဲ့ကြိုက်သွားပြီပေါ့988တစ်ပေါက်ထွက်သွားပြီနော်အဲ့လိုမှမဟုတ်သေးဘူးနောက်ထပ်ရှားကြည့်ခြင်းသေးတယ်ဒီ988ကြီးထပ်ရှားကြည့်ခြင်းသေးတယ်မဟုတ်နိုင်ဘူးဆိုရင်ထပ်ရှားကြအောင်မယ်အဲ့ဒီမှာကြည့်မယ်ကျွန်တော်တို့ဟောဒီမှာဘေးနားလေးမှာခွန်ပိတ်မို့လို့ခွန်ပိတ်လာတာလားနော်ဒီက43ခွန်မို့လို့ခွန်ပိတ်လာတာလားအဲ့လိုတော့လွယ်လွန်းအားကြီးတယ်လို့ထင်တယ်နော်9ခွန်မို့လို့ခွန်ပိတ်မို့လို့နောက်ကခွန်ပိတ်ထည့်တာလားလွယ်လွန်းအားကြီးတယ်10ပိတ်မို့388 10ပိတ်မို့လို့10ပိတ်လာတာလားအဲ့ဒါကြောင့်လွယ်လွန်းအားကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒီတစ်ဖြစ်ချင်းလေးနဲ့ကျွန်တော်ရှာလိုက်တယ်ဟုတ်လက်ခံနိုင်လောက်တဲ့အနေထားရသွားတယ်ပေါ့3ချက်ညီအဲ့ဒီ3ချက်ညီတဲ့အပြင်မှာနောက်ထပ်ကျွန်တော်တစ်စိုက်ကလေးနဲ့ဒီခွန်နဲ့တင်မကျင်တဲ့သေးလို့နောက်ထပ်ဘာဖြစ်နေလေဒီနောက်ပိတ်ကိုအဲ့ဒါနဲ့တင်မကျင်တဲ့သေးဘူးမကျင်တဲ့ခါကျကျွန်တော်ဒီမှာတွေ့တယ်ဘာတွေ့လဲဆိုတော့ဒီ6ကြောင့်144ဆိုတဲ့9ဆောင်ကြောင့်နှလုံးပေါင်း6လာတာလားနော်ဒီ144ဆိုတဲ့ဇောင်း6ကြောင့်နှလုံးပေါင်း6လာတာလားဒါဆိုရင်ဒီမှာရောဖြစ်လားဖြစ်တော့ဒီမှာဖြစ်လားဆိုတော့ဒီမှာလဲတွေးစရာကရှိနေတယ်ဒီခွန်9နှစ်ခွန်9ဆိုတဲ့4ကြောင့်နှလုံးပေါင်းခြင်း4လာပါလာလားနော်အဲ့လိုဆိုရင်အဲ့လိုမျိုးပါလာတာမျိုးဆိုရင်ဒီ144ကြောင့်9ကြောင့်144ပေါင်းခြင်း9ကြောင့်နှလုံးပေါင်း9လို့ထည့်လိုက်တာလားအဲ့လိုမှမဟုတ်ဘူးအဲ့လိုဆိုရင်ဒီမှာရောဖြစ်သလားနှစ်ခွန်9ပေါင်းခြင်း4ကြောင့်နှလုံးပေါင်း4ထည့်လိုက်တာလားအဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီမှာကြည့်လိုက်တော့ဘာရှိလဲခွန်နှစ်3ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောတယ်ခွန်နှစ်3ပေါ့နော်ဒီခွန်နှစ်3ပေါင်းခြင်းနှစ်မို့လို့နှလုံးပေါင်းနှစ်များဝင်ခဲ့ရင်အဲ့တော့84 9 83ဆိုတာကျွန်တော်တို့ကထည့်ပေးရမယ်983ဆိုတာထည့်ပေးရမယ်938 983ကထည့်ပေးရတော့နော်အဲ့တော့983 938ဆိုတာကျွန်တော်တို့ကထည့်ပေးရတော့မယ်အဲ့လိုဖြစ်နေတယ်အဲ့တော့အဲ့ဒီ3ကိုဘယ်လိုသုံးတယ်လဲဆိုတော့ကျွန်တော်က S3 ကိုလှပ်ရှာပြန်ရောကျွန်တော်ရှာလိုက်တော့ဘာတွေ့လဲဆိုတော့ဒီမှာကျွန်တော်တို့3ကိုရှာလိုက်တော့ဒီမှာနှလုံးပေါင်းခွန်ဆိုတာရှိရထားတော့ရှေ့တော့အထောက်ရှိတယ်ကျွန်တော်ဟိုကြားနေမှာဆိုလို့နော်ကျွန်တော်ကရှာပြီးသားတနေရာဆိုမေ့နေပြန်ပြီအလုပ်တွေရှုပ်နေတယ်ဆိုတာအဲ့ဒါအာယုန်နဲ့နည်းနည်းများနေတယ်နော်ထားပါတော့ဗျာခွင့်လို့တော့အဲ့တော့983အဲ့ဒီနှလုံးပေါင်း8နှလုံးဒီခွန်နှစ်3နှစ်ကိုဇောင်းနှစ်ကိုနှစ်ဖြစ်အောင်ပါရမယ်ဆို84တော့မဖြစ်နိုင်ဘူး84ဘာလို့မဖြစ်နိုင်လဲဆိုတော့ဒီ388ကိုမှ1ချိန်ဖြစ်မယ်ဆိုရင်984ဆိုရင်1ချိန်မကိုက်တော့ဘူးဒါဆိုရင်983ဖြစ်မှာ983နှလုံးပေါင်းခြင်းနှစ်အဲ့တော့ကျွန်တော်983လို့တကွက်ထွက်မယ်အဲ့ဒါဥမာနောက်ထပ်ဒီအပြင်မှာအဲ့ဒီပေါင်းခြင်းကကတ်ရဲ့အပေါင်းခြင်းတွေဖြစ်နေတယ်နှစ်ခွန်9ဒီ9နှစ်144 9ကနှစ်ခွန်အတွဲလိုက်9ရှေ့ကတ်ရဲ့9ဒီမှာလဲ3နှစ်ခွန်9နော်နှစ်ခွန်9ဆိုတဲ့ပေါင်းခြင်း4ကလည်းနှလုံးလေးကတ်ရဲ့4ဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ကကတ်ရဲ့4လို့
ဒီမှာ3နှစ်ခွန်နှစ်3ဆိုတဲ့နှစ်ကကရဲ့နှစ်ဆိုရင်ကရဲ့နှစ်လို့ခေါ်ခြင်းနဲ့ဆိုရင်ဒါ938ဆိုတဲ့တစ်ပွက်ထည့်ရမယ်ဗောကျွန်တော်အယူအဆဒါနော်အဲ့လိုကရဲ့ကလေးဆိုရင်တော့ကရဲ့နှလုံးနှစ်ဖြစ်မယ်ဆိုရင်938ဆိုတဲ့ရှေ့နှလုံးနှစ်နဲ့938ဆိုတာလေဒါလေးကတော့ရံပေါ့ဗျာနှလုံးနှစ်ဘာလို့လဲဆိုတော့သူထွက်ရမှာက983ဆိုတာကိုထွက်ပြရမှာရှစ်ကသူ့အထိုင်နဲ့သူလာပြီးသားဖြစ်နေတဲ့အတွက်ကြောင့်နော်ရှစ်ကသူ့အထိုင်နဲ့သူမှာ68ကိုဆိုတဲ့အတွဲလိုက်ရရှစ်မှာရှိနေတဲ့အတွက်ကြောင့်983ဆိုတာလေးကိုတော့988နဲ့983ကိုတော့ကျွန်တော်ကများထိုးပေါ့ဗျာနော်988နဲ့983ကိုတော့များထိုး938ဆိုတာလေးကိုတော့ကျွန်တော်ကနေထိုးစေခြင်းနဲ့ပေါ့နော်938ဆိုတာလေးဒါမှမဟုတ်938ဆိုတာလေးကလည်းရှစ်ကလေးကအကြကနောက်မှာရှိနေတဲ့အတွက်ကြောင့်ပြောလို့တော့မရဘူးပေါ့နော်ရှစ်ကလေးကနောက်မှာအကြရှိနေတဲ့2ရယ်8ရယ်9ရယ်ပေါင်းမှ1ဖြစ်တာကိုအဲ့ဒီရှစ်ကလည်းနောက်မှာအကြရှိနေတော့938ဆိုတာလဲထိုးဖို့တော့ကောင်းတဲ့အကွက်ထဲမှာပါပါတယ်3ကွက်ထဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလျှော့ခြင်းမူအညီထိုးမယ်ဆိုလဲထိုးလို့ရပါတယ်နော်ဘာလို့လဲရှင်းနောက်ပိတ်ကလေးကဒီမှာရှိနေတဲ့အတွက်ကြောင့်ရှင်းနောက်ပိတ်ကလေးကနောက်မှာရှိနေတယ်ဒီစိုက်ရရှင်းနောက်ပိတ်မှာရှင်းနောက်ပိတ်ဖြစ်နေတယ်အဲ့တော့68ကလည်းအတွဲလိုက်ရှေ့မှာရှိနေတယ်ဆိုတော့အကောင်းဆုံးကတော့အဲ့ဒီထဲမှာအဲ့3ခွက်ထဲမှာ988ကအကောင်းဆုံးပါပဲနော်988ကအကောင်းဆုံးပဲဒါနဲ့မကျေနပ်လို့ဒါဒီနောက်ထပ်ဘာကနန်းရနိုင်အောင်မလဲဆိုတော့388 1ချိန်နဲ့ဘာကနန်းထွက်လာနိုင်အောင်မလဲဆိုလို့တော့ဒါရှာလို့ဒါ938နဲ့983ကထွက်လာတာပါသူ့စိုက်ကြအတိုင်းကတော့988တစ်ပေါက်ထဲရှိတယ်နော်အဲဒါကြောင့်988ကလေးကိုပဲဦးစားပေးထိုးပြီးတော့983နဲ့938ကိုတော့ဒါသူ့လောက်မထိုးရင်တော့မှပဲထိုးတဲ့ကဏ္ဍနှစ်ကွက်ဖြစ်ပါတယ်လို့အားလုံးကျမ်းမာထိပေါက်နိဗ္ဗာန်ရောက်ကြပါစေเนาะအချိန်လေးတော့များသွားတယ်